တောင်းတော့အော်တော့ဝယ်လိုက်တော့တဘူးနောက်ရောအိုးကိုကြိုက်လာတဲ့အာအိမ်ရောက်ကြီးအိမ်မှာတွဲဟာတယ်ဟုတ်ပြီဗျာတေချာလမ်းမယ်ဗျာပြောဒီမှာတစ်ထည်လာယူပါကိုလေးဒီမှာတစ်ထည်လာယူပါရโอเคဟုတ်ပြီဗျာလမ်းမယ်ဗျာโอเคဂူကျူကွာဘာမလို့ဆက်ဖြောလိုက်တယ်ဗျာဟာလမ်းနေဗျာဟာဒီမှာတစ်ထည်ကြောက်ပါပြီအမေမမဟုတ်တော့အမေဟုတ်ပြီဗျာဟုတ်တယ်ဗျာအေးဟုတ်တယ်စိတ်ကရှည်စရာမရှိတော့ဘူးတင်းလာပြီဟုတ်တယ်ဗျာဟာထက်ကြပဲကွာကိုညီနာလာနောက်ချက်နာအေးစူသွားပြီကဲအမန်တို့ရဲ့ဘလော့ကတော့လာပါပြီဟုတ်တယ်ဗျာယူတယ်ဗျာအမန်ရဟုတ်ပြီအကုန်ဆွဲလဲယူသွားပြီလာပြီဗျာအလုံးတစ်ခါလိမ္မာတော့တန်းငယ်လေးဟုတ်တယ်ကဲလာပြီဗျာလှမ်းပြီဒါတေချာလမ်းမယ်သားကြီးအေးဟုတ်တယ်ဒါတစ်ခုပြုတ်ကြသွားပြီတစ်ခုပြုတ်ကြသွားပြီဒါသွားဂျာအေးတို့မေးအရန်တော့ကိုချူမတခုကြံသေးတယ်တခုကြံသေးတယ်ဒါလေးဒီမှာကြံသေးတယ်